မင်္ဂလာပါဖောက်များတင်ဗီဒီယိုများအကြောင်းပြောကြရအောင်သားတို့သားဆိုအမြင့်ဆုံးအာကာသအမြင့်ပေကိုသွားကြဆိုတာပေမဲ့အဲ့ဒါကကောင်းကင်ဘောကတောင်းဆိုချက်ထုတ်ဝေမှုမှာအရန်မြင့်နေတယ်ဒီပါတာစကားဖြစ်ပြီးအိန္ဒိယနိုင်ငံအနောက်တောင်ပိုင်းပြည်နယ်တွင်အများစုပြောဆိုကြပြီးအိန္ဒိချေပြည်နယ်အားလုံးတွင်လူနည်းစုကပြောဆိုကြသည်၎င်းတွင်မိခင်ပါတာစကား44တိုင်းရှိပြီးတွင်စပီကာ15တန်းအထွဲဒုတိယသို့မဟုတ်တတိယပါတာစကားဖြစ်ပြီးဤတရားဝင်တွင်စီမံခန့်ခွဲရေးပါတာစကားဖြစ်ပြီး၎င်းအိန္ဒိယတွင်စီစဉ်ထားသည့်အစိတ်အတန်းလေးရှိပြီးနိုင်ငံဤသတ်မှတ်ထားသောကံတဝင်ပါတာစကားများထည့်သွင်းထားသည်6ခုနှစ်ကန္နာဒါတီတောင်အိန္ဒိယအလဲပိုင်းအိန္ဒိယနှင့်ကုန်းမြင့်မြင့်ရှိရင်းဆက်များနှင့်အင်ပါယာများစွာနန်းသွင်းပါတာစကားဖြစ်ပြီးကဒံပါမင်းဆက်အနောက်ကင်းကမင်းဆက်နိုလန်ပါမင်းဆက်ချလူပီမင်းဆက်ရှိအနောက်ချသူအင်ပါယာမင်းဆက်နှင့်အင်ပါယာကန္နာဒါဘာသာစကားဒီ900စုကဒံပါအခရာမှာစစ်ကဲပြောင်းလဲလာသောကန္နာဒါအခရာကိုအသုံးပြု၍ရေးသားထားသည်ကန္နာဒါဒီ1000စုနှစ်တစ်ခွဲတန်းရှိအချမ်းပြီးအဖြစ်သက်တည်အထောက်အထားရှိပြီး900စုအင်ပါယာအတွင်းစာပေဟောင်းကန္နာဒါဒီထုံထားခဲ့သည်စက်တစ်ကန္နာဒါတွင်ဖြစ်ပေါင်း1100ဝန်းကျင်ကမပြုတ်ကွဲနိုင်သောစာပေသမိုင်းရှိသည်စာပေဒီမိသည့်ဘာသာစကားအတွက်အများဆုံးဖြစ်ပြီးအိန္ဒိယဘာသာစကားအတွက်ဒုတိယအမြင့်ဆုံးဖြစ်သော14 15 16တခုဖြစ်ပြီး2011ခုနှစ်ဇူလိုင်လတွင်ဘာသာစကားနှင့်ဆက်စပ်သောသုတေသနပြုမှုများကိုလွယ်ကူချုံးဝေစေရန်ရှိတိစိတ်တပိုင်းအဖြစ်ကံတဝင်ကန္နာဒါလေးလာရေးစံတာကိုထိထောင်ခဲ့ပါသည်ဆင့်ရှိအမြင့်ဆုံးကိုရောက်တော့မယ်ကောင်းကင်ကိုမြင့်လိုက်တာအမြင့်မြင့်တဲ့နာမည်ကြီးတောင်းဆိုချက်ထုတ်ဝေသည်ထို့ကြောင့်ကျွန်ုပ်တို့ဒီစက္ကန့်40အတွင်းပြီးဆုံးရန်ရှိပါသည်အာကာသယာဉ်နဲ့တောင်တွေစကြတုံများလာတင်တိုက်တွေအလင်းရောင်နဲ့ဖောက်လုပ်ထားတဲ့လမ်းတွေနားနဲ့တန်တားတွေအတွဲနံပါတ်3များတစ်ကုတ်ကိုခြံထားပြီးစခရာတိုစကီယာဒါကမဟုတ်အာကာသရဲ့အစိုးကိုရောက်သွားမယ်အရင်တုန်းကအတွေ့သားတို့သားဆိုအမြင့်ဆုံးအာကာသအမြင့်ပေကိုသွားကြဆိုတာပေမဲ့အဲ့ဒါကကောင်းကင်ဘောကတောင်းဆိုချက်ထုတ်ဝေမှုမှာအရန်မြင့်နေတယ်